ချုပ်ဆိုင်မတင်ကခံစည်းစားမလို့ကြည့်လိုက်ရင်ကိုရင်ဟာပဲလို့ရှိမယ်မင်းသိနိုင်မလားရည်ရည်ဆိုင်လေကအရက်ခွက်ကိုစားရင်တွေးမိရင်ကိုရင်ဟာပဲလို့ရောက်မယ်မင်းမနိုင်မလားတကယ်လို့တော့အမြည်တတ်ခြင်းမင်းကလေးကိုလေးရောက်တဲ့အရာမင်းရဲ့မျက်နှာအိမ်မက်တိုင်မင်းရဲ့အကြောင်းသာစိုးမိုးနိုင်လွန်တဲ့အချက်ပါဒါကြောင့်ကိုခင်လို့ခေါ်မယ်အရှင်လို့ခေါ်မယ်တော့ခေါ်မယ်တော့ထွက်ပြေးလဲလွတ်ကုန်မလို့ပါအနောက်ရှက်ကအုံနောက်ထဲမှာဆွေးနေစေဆွမ်းလွန်နှလုံးသားဒါကြောင့်ကိုပြန်ခဲ့မယ်ပြန်လဲလာမယ်တော့ဘယ်လိုလဲမင်းလက်ခံမလားမင်းစီကြုံမလားမပြီးတော့ပါဘူးမမိုက်တော့ပါဘူးဆုံးဖြတ်ချက်လုံးလုံးချလာရဲ့